စေနာဝန်တန်းကကျွန်တော်ကိုတခုံးပဲပြောခဲ့ပါတယ်သူကစော့ဖို့ကြိုးစားနေတာမဟုတ်ဘူးအလဲလဲလို့ဖို့ကြိုးစားနေတာတဲ့သူ့မှာရှိတဲ့တခုတည်းသောကစားစရာကိုပြေးလိုက်နေကျွန်တော်သူ့ကိုကယ်တင်လိမ့်မယ်လို့သူထင်နေခဲ့တာပါအဲ့ဒီနေ့ကကျွန်တော်ခွေးကြီးဟာကိုရောက်သွားခဲ့တာခွေးပေါက်လေးတစ်ကောင်ရှာဖို့ဖြစ်ပါတယ်ဝဲခဲ့ရင်တော့ဘာအသိချောင်းပါမရှိတဲ့အနာအစာကင်းတဲ့ခွေးလေးတစ်ကောင်ကိုပဲလိုချင်ခဲ့တာပါတခြားခွေးကြီးတွေရှိနေတဲ့တန်းရားတွေကိုဖျက်သွားတဲ့အခါသူတို့ရဲ့ဟောင်တန်တွေနဲ့အကူအညီတောင်းနေတဲ့ခြေပွားလေးတွေကိုမမြင်ချင်အောင်ဆောင်ပြီးရှေ့ကိုပဲတတိတ်ရှောင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ကိုမြင်လိုက်ရတာပါသူကလောင်အိမ်နံပါတ်40မှာရှိနေပါတယ်ခေါင်းခက်ကြီးကြီးနဲ့ဖြစ်ဘူးကြပြခွေးကြီးတကောင်ပေါ့နှာခေါင်းပေါ်မှာအမာရွက်တွေနဲ့နားရွက်တစ်ဖက်ကလည်းပြတ်နေတာမို့တကယ်တိုက်ခတ်ရေးခွေးတကောင်နဲ့တူးနေခဲ့ပါတယ်လူတွေဆိုရင်သူ့နဲ့မတိုးအောင်လမ်းဘေးကနေရှောင်သွားကြမယ့်ပုံစံမျိုးလိုတောင်ထင်ရပါတယ်ဒါပေမဲ့ကျွန်တော်သူ့ရှိမှရပ်လိုက်တဲ့အခါသူဟောင်နေခဲ့တာပါဘူးခုံပေါက်နေတာမျိုးလည်းမရှိပဲလောင်အိမ်နောက်ဖက်ကိုပြေးသွားပြီးတခုခုကိုပကြက်နဲ့ကိုက်ယူလာခဲ့ပါတယ်အဲ့ဒါကဝက်ဝုန်းရုပ်လေးတို့ရုပ်ပါတကယ်တော့အရင်ကဝက်ဝုန်းရုပ်ဖြစ်ခဲ့ဘူးတာပေါ့အခုတော့သွားရည်တွေပေးပြီးစုပ်ပြက်နေတဲ့အဝတ်စုပ်လေးတစ်ခုလိုဖြစ်နေပါပြီသူကအဲ့ဒီဝက်ဝုန်းရုပ်လေးကိုခြံစည်းရိုးတန်တိုင်တွေချားကနေအတင်းတိုးပြီးကျွန်တော်စီကမ်းပေးနေခဲ့တာပါအမီးကိုလည်းတရမ်းရမ်းနေပေါ့သူ့မျက်လုံးတွေကမျောလင့်ချက်တွေနဲ့ပြည့်နေပြီးအတန်လေးခတ်အုပ်အုပ်လုပ်နေခဲ့ပါတယ်အနားမှာရှိတဲ့ဇေရနာဝန်တန်းကိုကျွန်တော်မေးလိုက်မိပါတယ်သူကစော့ကျင်လို့လားဟင်လို့သူကတပ်ပင်ချပြီးခေါင်းခါပြပါတယ်မဟုတ်ဘူးသူကအလဲအလဲလုပ်နေတာတဲ့ကျွန်တော်ရင်ထဲကမြုံကြီးခံစားလိုက်ရပြီးဘာကိုဆိုလိုတာလဲလို့ပြန်ပြီးမိပါတယ်သူ့ကိုအရင်မိသားစုကအလိုမရှိတော့လို့လာဆွန့်ဖြစ်သွားခဲ့တာအဲ့ဒီဝဝန်းရုပ်လေးကသူ့နဲ့အတူပါလာတဲ့တခုတည်းသောအရာပေါ့အခုတော့လူတစ်ယောက်ဖြတ်သွားတိုင်းသူကအဲ့ဒါလေးကိုကမ်းပေးတတ်ပါတယ်သူ့ရဲ့အမျက်နှိုးဆုံးအရာလေးကိုပေးလိုက်ရင်ခမည်းကသူ့ကိုအိတ်ခေါ်သွားလိမ့်မယ်လို့သူထင်နေခဲ့တာပါလို့ဝန်ထမ်းကရှင်းပြခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကလေးနှစ်ယောက်ပါတယ်မိသားစုတစ်ခုရောက်လာပါတယ်ခွေးလေးကနားလွေပြီးထောင်သွားပြီးဝဝုန်းရောက်လေးကိုတန်တိုင်ကြားကနေအတင်းတိုးပြီးပေးနေခဲ့ပြန်ပါတယ်ကြည့်ပါဦးကျွန်တော်မှလက်ဆောင်ပါတယ်ကျွန်တော်လိမ့်ပါပါတယ်ကျေးဇူးပြုပြီးခေါ်သွားပေးပါလို့တောင်းပန်နေတဲ့မျက်လုံးတွေပေါ့ဒါပေမဲ့ကလေးအမိကမလုံနဲ့သားတို့ရဲ့အဲ့ဒီခွေးကကြောက်စရာကြီးတခြားခွေးလေးတွေစီသွားရအောင်ဆိုပြီးဆွဲခေါ်သွားပါတော့တယ်သူတို့ထွက်သွားတာကိုကြည့်ရင်ခွေးလေးရဲ့မျက်လုံးတွေကအယောင်တွေမိန်ကွာတာကိုမြင်လိုက်ရပါလေသူဟောင်နေခဲ့တာပါဘူးခေါင်းလေးကိုဖြည်းဖြည်းချင်းငုံလိုက်ပြီးဝဝုန်းရုပ်လေးကိုအေးဆက်နေချွေးပင်ပေါ်ချလိုက်ပါတယ်ပြီးတော့အဲ့ဒီအဝတ်စုပ်လေးပေါ်မေးတင်ပြီးတပ်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပါတော့တယ်သူ့မှာရှိတဲ့မြအားလုံးကိုပေးဆက်ခဲ့ပေမဲ့အဲ့ဒါကမလုံလောက်ခဲ့ပါဘူးကျွန်တော်အသက်ရှူရတာတောင်ကဲထဲလာတယ်လို့ခံစားလိုက်ရပါတယ်ဟိုဘက်ကခွေးပေါက်လေးတွေရှိတဲ့တန်းရကိုတက်လှည့်သူ့နဲ့အလဲအလဲပစ္စည်းလေးနဲ့အထူကြံခဲ့တဲ့ဒီခွေးကြီးကိုတက်လှည့်ကြည့်နေမိခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်နားစေသွားတာကကျွန်တော်လိုချင်နေလာကအတိတ်မရှိတဲ့ခွေးလေးတစ်ကောင်မဟုတ်ဘူးကဲတင်ခံရခြင်းရဲ့တန်ဖိုးကိုတိတဲ့ဝိညာဉ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်လောင်အိမ်42ရှေ့မှာဒူးထောက်ထိုင်လိုက်ပြီးဟေးသူငင်ချမ်းလူတိုးတိုးလေးခေါ်လိုက်ပါတယ်သူကမြစ်ခေါင်တစ်ဖက်ပဲပြင်ပြီးထလာမကဲပါဘူးသူစ조사ရတာပင်ပန်းသွားခဲ့လေမင်းရဲ့အလဲအလဲကိုငါလက်ခံတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ဝန်တန်းကိုလှမ်းခေါ်ပြီးကျွန်တော်ခွေးပေါက်လေးတွေကိုမကြည့်တော့ဘူးသူ့ကိုပဲယူမယ်ဝဝုန်းရုပ်လေးကိုပါတခါတည်းယူမယ်လို့ပြောလိုက်ပါတော့တယ်လောင်ရင်တကားဖွင့်ပေးပဲအခါသူချက်ချင်းပြေးထွက်လာမခဲ့ပါဘူးသူကဝဝုန်းရုပ်လေးကိုအရင်ကောက်ကင်ပြီးကျွန်တော်ကိုကြည့်နေခဲ့ပါတယ်ကျွန်တော်ကြိုးလီချီပေးပြီးအိမ်ဖွင့်ကြရအောင်လို့တိုးတိုးလေးပြောလိုက်ပါတယ်